လူငယ်တယောက်ပင်လယ်ကမ်းခြေမှာလမ်းလျှောက်လာတယ်။တနေရာရောက်တော့ပင်လယ်ထဲကနန်းတွေဖမ်းနေသူတယောက်ကိုတွေ့တာပေါ့။ကနန်းဖမ်းသူကဖမ်းဆီးရတဲ့ကနန်းတွေကိုတောင်းတလုံးနဲ့စုထည့်ထားတယ်။တောင်းကိုဖုံးအုပ်တည်းလည်းမထားပါလား။ကနန်းဖမ်းနေသူကိုလမ်းလျှောက်လာသူကဒီပုံတိုင်းဆိုရင်အိတ်ပေါက်နဲ့ဖားကောင်းကလေးပဲကနန်းတွေလွတ်ကွန်တော်မှာပေါ့လို့ပြောလိုက်တယ်။ကနန်းဖမ်းသူကခေါင်းလေးကနန်းတွေရဲ့သဘာဝကိုမသိသေးလို့ပါဆိုပြီးပြန်ပြောတယ်။ကနန်းဆိုတာတကောင်ကောင်ကကြိုးစားပြီးအမျက်ကိုတိုက်ရင်ကျန်တဲ့အကောင်ကအောက်ကဆွဲချတာပဲသူတို့ချင်းဆွဲချနေကြတော့ဘာမှဖုံးထားဖို့မလိုပါဘူးလို့ဆက်ပြောတယ်ပင်လေကမ်းခြေမှာလမ်းလျှောက်လာတဲ့လူကကနန်းတွေဖမ်းထည့်ထားတဲ့တောင်းတွေကိုကြည့်လိုက်တော့လေကနန်းဖမ်းသူပြောတာဟုတ်တာကနန်းတကောင်ကသူ့လွတ်မြောက်မှုအတွက်တောင်းနေရန်ကိုတွဲကပ်ပြီးကြိုးစားတက်နေအောက်မှာရှိတဲ့ကနန်းတွေကသူ့ကိုပြန်ဆွဲချကြည်ရင်သူတို့ယုံကိုပြန်တရိရတယ်တယောက်ယောက်ကတိုးတက်ကြောင်ကြိုးစားရင်ခြောက်ချခြင်းသူတွေလည်းရှိနေတယ်ပင်လေကမ်းခြေမှာလမ်းလျှောက်လာတဲ့လူကကနန်းတွေကိုကြည့်ပြီးစင်ကြင်မိတယ်လူလောကမှာလည်းကနန်းရုပ်လိုစိတ်တက်တဲ့လူတွေလည်းရှိတယ်ကိုကကနန်းရုပ်မထစ်ဖို့လို့လူလောကမှာဒီလိုတဘာဝရှိနေတာကိုတိလေးရနဲ့တဝဲလေလုံမနေနဲ့စူးစားတက်လန်းရမယ်အောက်ကဆွဲချမဲ့ခေါင်းတွေကဆွဲချဖို့မမီတော့ရင်သူတို့ချင်းမဲ့လုံထွေးကြံရစ်ကြလိုက်